မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရန်ကုန်မှာကြားဖြန့်ရုံငန်းဖွင့်ပြီးလူခေါ်နေတဲ့ဆိုတဲ့အကြောင်းရေးသားပေးပို့လာတဲ့စာကိုတင်ဆက်ပေးပါမယ်ခင်ဗျာအခုတလုံးနမိတ်ကြီးနေတဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးရေးသားပေးပို့လာတဲ့စာပါစစ်တပ်နဲ့ BGF ကကြားဖြန့် online ငွေလင်ကောင်းတီကိုနှိမ်နှင်းမယ်ဆိုတာဟန်ညတက်တက်ပါပဲတကယ်တမ်းလူစုတာအင်တာဗျူးတာတွေကရန်ကုန်မြို့လေကနမိတ်ကြီး Diamond Square အဆောက်အဦအပေါ်ဆုံးထပ်မှာရုံငန်းဖွင့်ပြီးလုပ်နေကြပါတယ်အဲ့ဒီနေရာမှာကျွန်တော်ရဲ့အကိုနှစ်ယောက်ကိုအင်တာဗျူးပြီးလာရှိုးမှာအလုပ်ကညာခံခဲ့သလိုတူလေးတယောက်ကိုတော့မြေဝရီဘက်ကိုစဟင်းကင်ဆိုပြီးပို့လိုက်ပါတယ်။နေကလာတဲ့လူတွေဆိုတော့ကြားဖြန်မှန်လည်းမသိဘူးလေ။ကွန်ပျူတာစဟင်းကင်ဆိုပြီးပဲတည်တယ်။အကိုတွေကတော့စာချုပ်ဖြစ်လို့ပြန်လာတာကြားပြီးတူလေးကတော့အရင်လာကမှထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။တကယ်တမ်းကြားဖြန်အများစုယုံတွေကရန်ကုန်မှာအများဆုံးမှာဆိုပြီးရေးသားပေးပို့လာတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံ၏ထူးခြားသတင်းကြောင်းရောက်တွေကိုသိရှိနိုင်ဖို့ MNews on YouTube Channel ကို Subscribe ပြုလုပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကောင်းသောနေ့လေးဖြစ်ပါစေ။